အားလုံးပဲမင်္ဂလာပါအခုကတော့ဒါကန္နာယုံဖုံဖုံကျောင်းမှာပေါ့နော်တန်ဃာတော်အပား200ကျော်ကိုတပည့်တော်တို့ကမ္ဘောဒီးယားနဲ့တပည့်တော်တို့မြန်မာစုပေါင်းပြီးတော့တိမ်ပေါင်း340နဲ့မှ5သိန်းထူထမ်းထားတာပဲဖြစ်ပါတယ်အားလုံးသာရုအနုမောဒနာခေါ်ဆိုကြပါစီနော်သာថ្ងៃនេះខ្ញុំកណ្ណាធម្មភាពណាភាពបរិស័ទក្នុងក្រៅប្រទេសបានមកបច្ច័យ4សម្រាប់កសាងក្នុងវត្តមហាកន្តេយងនិងប្រគេនបច្ច័យ4សម្រាប់លោកគ្រូដែលបរៀននៅក្នុងទីនេះមានចំនួន200អង្គហើយនឹងប្រសង់ដែលក្នុងវត្តដែលលោកបានទៅស្រុកនឹងចំនួន500អង្គជាងទៀតអញ្ចឹងសរុបទាំងអស់ទាំងកសាងទាំងបច្ច័យ4សម្រាប់វត្តមហាកន្តេយងគឺចូលកសាងនឹងបច្ច័យ4នឹងចំនួន$10000បើហើយយើងសូមកណ្ណាគុណចាស់ពុទ្ធបរិស័ទប្រុសស្រីទាំងអស់ត្រេកអរអនុមោទនានៅមហាកុសលក្នុងថ្ងៃនេះឲ្យបានគ្រប់ព្រះអង្គគ្រប់គ្នាក៏សូមអនុមោទនាដោយអំណាចនៃមហាកុសលនេះសូមជាបច្ច័យនៃព្រះនិព្វានគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនាမာနာယကဆရာတော်ကြီးများနာယကဆရာတော်ကြီးများအနုနာယကသရဝါဒကဆရာတော်များနဲ့ကောင်းမှုကြီးများအပါအဝင်ကျောင်းရှိတော်ဘုရားတော်ဆရာတော်များနဲ့တော့ပါဝခြင်းတတော်ဝိရိယအာရုံဘောပေါ်ရအောင်ပဋ္ဌာန်းတည်နာရာဘုအာလုံးသာလူတော်ကြီးခေါ်ပြီးတော်မူကြပါဗျာသာဓုသာဓုသာဓုဣဒံသောပုံညာဣဒံနောပုံညာနိဗ္ဗာနတပစ္စယောဟောတုအရှင်မြတ်တို့ဖရာတပည့်တော်မြတ်သည်ကမ္ဘောဒီးယားနိုင်ငံမှဆရာတော်များနှင့်အလူရှင်မိသားစုတို့အား၎င်းတပည့်တော်မှဖြူတွေအား၎င်း900သားသမီးငလင်တန်သိ၍ကွယ်လွန်သွားရသောပုဂ္ဂိုလ်များအတွက်ရည်စူးမှန်းထား၍ကန္နာယုံကျောင်းတိုက်ကြီးသို့လာရောက်ကြ၍ဓမ္မဝါစကစာချဆရာတော်အပါအဝင်မဟာနာယကနာယကဂယုနာယကကျောင်းဖုန်ကြီးအရှင်မြတ်တို့၏ပစ္စည်း4ပါးနဝကာမအား